လန်းကိုထိုက်အီနဲ့စံပီဆိုတဲ့လူငယ်2ယောက်နဲ့စတင်ပြသထားပါတယ်။စပင်ဝါရောင်နဲ့ထိုက်အီဟာအွန်လိုင်းကနေတပတ်ရဆိုင်ကယ်တစ်စီးဝယ်လိုက်ပေမဲ့ဆိုင်ကယ်အခြေအနေကထင်သလိုဖြစ်မလာပဲလမ်းမှာတင်ပြတ်သွားခဲ့ပါတယ်။အင်ဂျင်ပြန်နှုတ်ဖို့စူးစမ်းနေတော့မှပဲလူမိုက်တချို့ရောက်လာပြီးသူတို့ဆိုင်ကယ်ရဲ့နောက်ကြည့်မှန်ကိုကန်ခွဲသွားကြပါတယ်။ထိုက်အီဟာဒေါသထွက်သွားပြီးလူမိုက်တွေကိုလိုက်ဖမ်းဖို့ဆိုင်ကယ်ကိုမစင်မချင်းမောင်းနေရကနေကင်းလှည့်နေတဲ့ရဲတွေရဲ့ပြစ်မှတ်ဖြစ်လာပါတယ်။ဆိုင်ကယ်ကချိုးယွင်းချက်ရှိနေတာကြောင့်ထိုက်အီဟာကောင်းကောင်းမမောင်းနိုင်ပဲတစ်ခုခုနဲ့တိုက်မိပြီးမှောက်လဲသွားပါတော့တယ်။ထိုက်အီနဲ့စံပီကိုရဲစခန်းကိုချက်ချင်းခေါ်သွားကြပြီးအဲ့ဒီမှာထိုက်အီရဲ့အမေရောက်လာကကျောင်းသားခတွေနဲ့ဆိုင်ကယ်ဝယ်ရပါမလားဆိုပြီးထိုက်အီကိုစူပူချင်းမောင်းပါတော့တယ်။ထိုက်အီကလည်းသူ့အမေကကျောင်းသားခကိုတတ်နိုင်မှာမဟုတ်ဘူးလို့ထင်တာကြောင့်ကျောင်းထွက်ချင်တယ်လို့ပြန်ပြောလိုက်ပါတယ်။အဲ့ဒီစကားကအမေဖြစ်သူရဲ့စိတ်ကိုအယမ်းထိခိုက်စေပြီးဒေါသထွက်စေတာကြောင့်ဗော်လီဘောအားကစားသမားဟောင်းဖြစ်တဲ့သူ့အမေကထိုက်အီကိုပါရိုက်လိုက်ပါတော့တယ်။နောက်နေ့မှာတော့အနာဂတ်ကိုဂရုမစိုက်ပဲအမေဖြစ်စေချင်တဲ့အတိုင်းမနေချင်တဲ့ထိုက်အီဟာအိမ်ကနေထွက်ပြေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ပန်းနိုင်မရှိပဲအိတ်ကက်ထဲမှာပတ်စံနှဲငယ်နဲ့တနေရာကိုသွားမဲ့ဘတ်စကားတစ်စီးပေါ်တက်စီးလိုက်ပါတယ်။တစ်ဖက်မှာလည်းသူ့အမေဟာသူတို့ရဲ့နေ့စဉ်စားဝတ်နေရေးအတွက်ပင်ပန်းပန်းအလုပ်လုပ်ရင်းထိုက်အီကိုဖုန်းခေါ်ပြီးလိုက်ရှာနေပါတယ်။ဒါပေမဲ့ထိုက်အီကဖုန်းမကင်ခဲ့ပါဘူး။သူ့အမေဟာထိုက်အီအပေါ်ပြင်းပြင်းထန်ထန်ဆက်ဆံတတ်ပေမဲ့ထိုက်အီကိုသူမထက်ပိုကောင်းတဲ့ဘဝမှာနေစေချင်တဲ့မျှော်လင့်ချက်ရှိသူပါ။ဒါပေမဲ့ထိုက်အီကတော့အမေရဲ့စေတနာကိုနားမလည်ပဲစွန့်ခွာသွားခဲ့ပါတယ်။ထိုက်အီစီးလာတဲ့ဘတ်စကားဟာဂျုံဆန်ဆိုတဲ့မြို့လေးကိုရောက်သွားခဲ့ပါတယ်။ဘတ်စကားပေါ်ကဆင်းချင်းမှာပဲထိုက်အီဟာစပင်နီယောင်နဲ့ကြောင်ကျူဆိုတဲ့မိန်းကလေးနဲ့မတော်တဆတွေ့ဆုံပြီးသူမကိုဒေါသထွက်အောင်လုပ်မိတာကြောင့်ဘိုက်ကိုထိုးခံလိုက်ရပါတယ်။လမ်းတွေပေါ်ရှောက်သွားရင်ပင်မစာလောင်းနေတဲ့ထိုက်အီဟာဈေးသက်သာတဲ့ခောက်ဆွဲဆိုင်လေးတစ်ဆိုင်ကိုတွေ့သွားပါတယ်။သူအဲ့ဒီကိုချက်ချင်းသွားပြီးဆိုင်ရှင်အန်ကယ်ကုန်းနဲ့တွေ့ပါတယ်။ခောက်ဆွဲတပွဲမှာပြီးခောက်ဆွဲကိုစားခါနီးမှာပဲပိုးဆောင်ရေးဝန်ထမ်းတယောက်ဆိုင်ထဲဝင်လာပြီးမိဖို့ချောင်းထဲသွားပါတယ်။အဲ့ဒီမှာမိဖို့ချောင်းထဲကစူညံတန်တွေကြားလိုက်ရပြီးပိုးဆောင်ရေးသမားကအလန့်တကြားပြေးထွက်သွားတာကိုထိုက်အီမြင်လိုက်ရပါတယ်။အခြားတစ်ဖက်မှာတော့စံပီဟာအခုံမာသီးတွေခွာပြီးအသက်မွေးနေတဲ့သူ့ဖွားနဲ့အတူနေထိုင်နေပါတယ်။နောက်နေ့မှာထိုက်အီခောက်ဆွဲဆိုင်ကိုထပ်သွားတဲ့အခါပို့ဆောင်ရေးဝန်ထမ်းလိုအပ်နေတာကိုတီးပြီးချက်ချင်းအလုပ်ရှုပ်လိုက်ပါတယ်။အန်ကယ်ကုံကအိမ်ပြန်ဖို့ခွင့်မတောင်းခင်အနည်းဆုံး3လအလုပ်လုပ်ရမယ်လို့ပြောရမှာထိုက်အီကသဘောတူလိုက်ပါတယ်။အဲ့ဒီမှာထိုက်အီဟာလူအေးနဲ့ပေါ့ပြက်နိုင်တဲ့ကူမန်ဆိုတဲ့ပို့ဆောင်ရေးသမားနဲ့မိတ်ဆက်ပေးခဲ့ပါတယ်။ဇလန်းကစံပီဘက်ကိုပြန်လှည့်သွားပြီးစံပီဟာဒေါင်ဟွာဆိုတဲ့သူနဲ့တွေ့ကအလုတ်ကန့်လန့်ခံရပါတယ်။ဒါပေမဲ့ဒေါင်ဟွာကဘာလုပ်လဲဆိုတာကိုလူတွေ့စစ်ဆေးမှပြောပြမယ်လို့ဆိုပါတယ်။ထိုက်အီဘက်မှာတော့သူဟာမနေ့ကမိဖို့ချောင်းထဲကစဖုံမှုကိုအရန်သိချင်နေပါတယ်။ထိုက်အီမိဖို့ချောင်းထဲသွားပြီးဂရိုဆောနဲ့တွေ့ပါတယ်။ဂရိုဆောဟာကြောက်စရာကောင်းတဲ့အကြည့်တွေနဲ့ကြွတ်သားတန်မာတဲ့လူကြီးတစ်ယောက်ပါ။ထိုက်အီရဲ့မရင်ကျေးတဲ့အပြောဆိုကြောင့်ဂရိုဆောကထိုက်အီကိုသတိမေ့သွားတဲ့အထိထိုးချိတ်လိုက်ပါတယ်။ထိုက်အီနိုးလာတဲ့အခါညရောက်နေပြီဖြစ်ပြီးဂရိုဆောကသူ့ဘေးမှာမျက်လုံးအပြူသားနဲ့အိတ်နေတာကိုတွေ့ပြီးလန့်သွားပါတယ်။ထိုက်အီဟာဆိုင်ကဝန်ထမ်းတွေအတွက်ပေးထားတဲ့အဆောင်မှာနေထိုင်ရပါတယ်။နောက်နေ့မှာတော့ပို့ဆောင်ရေးဝန်ထမ်းအဖြစ်ပထမဆုံးနေ့အလုပ်စားပါတယ်။ထိုက်အီဟာဆက်စုတက်ပြီးစကားပြောမစင်ချင်တာကြောင့်ဂရိုဆောရဲ့ခန္ဓာကိုယ်အကြီးကြီးကိုနောက်ပြောင်ရင်ခဏအစဲခံရအထိုးခံရဖြစ်နေပါတယ်။တစ်ဖက်မှာတော့စံပီဟာငွေတိုးချေးစားတဲ့လုပ်ငန်းမှာအကျွေးတောင်းသူအဖြစ်အလုပ်လုပ်နေရပါတယ်။ထိုက်အီဟာလုပ်ဖို့ကင်ဖက်တွေနဲ့အဆင်ပြေလာပေမဲ့ဂရိုဆောနဲ့တော့အသေးအဖွဲကိစ္စတွေနဲ့အမြဲငင်းခုန်နေရပါတယ်။တခါမှာတော့ဂရိုဆောနဲ့လောင်ကြီးထက်ရမှာဂရိုဆောရဲ့လက်တီးတစ်ချက်ထဲနဲ့ထိုက်အီမေးလဲသွားပြန်ပါတယ်။အဲ့ဒီချိန်မှာစံပီဟာလမ်းဘေးမှာအခက်ခဲတွေ့နေတဲ့ထိုက်အီရဲ့အမေကိုမတော်တဆတွေ့လိုက်ရပါတယ်။အဲ့ဒီနောက်ထိုက်အီဟာစပယ်နီယောင်မင်းကလေးကြောင်ကျူစီကိုအစားအသောက်သွားပို့ပေးရပါတယ်။ထိုက်အီကသူ့ကိုကားကိတ်မှာထိုးသွားတာကြောင့်မကျေနပ်ပဲရိုင်းဆိုင်ဆက်ဆံမိတာကြောင့်ကြောင်ကျူကသူ့ကိုရိုက်ပါတယ်။ထိုက်အီကသူမရဲ့ရင်သားကိုမတော်တဆထိမိသွားတဲ့အခါမှာတော့ကြောင်ကျူကဒေါသတကြီးနဲ့ထိုက်အီကိုအသားကုန်ထိုးချိတ်ပါတော့တယ်။ထိုက်အီဒဏ်ရာတွေနဲ့အိမ်ပြန်ရောက်လာတဲ့အခါဂယိုဆော့ကလောင်ပြောင်းပါတယ်။အဲ့ဒီနောက်စံပီစီကဗီဒီယိုကောဝင်လာပေမဲ့ထိုက်အီရေချိုးနေတာကြောင့်ဂယိုဆော့ကဖုန်းကင်လိုက်ပါတယ်။စံပီကထိုက်အီအမေအခက်ခဲတွေ့နေတာကိုပြောပြဖို့ကြိုးစားပေမဲ့ထိုက်အီကဂယုမဆိုင်ပဲဖုန်းချလိုက်ပါတယ်။စားတောက်နေစဉ်မှာထိုက်အီကမိန်းကလေးတစ်ယောက်စီမှာအရိုက်ခံရတဲ့အကြောင်းမတော်တဆပြောမိရာဂယိုဆော့ကပိုပြီးလောင်ပြောင်ရေမောပါတော့တယ်။တစ်ဖက်မှာတော့ကြောင်ကျူဟာသူ့မတဲခိုတဲ့ဟိုတယ်ခန်းထဲမှာလူစိမ်း2ယောက်ကသူမရဲ့တငယ်ချင်းတွေနဲ့စကားပြောနေတာကိုတွေ့ပြီးရန်ဖြစ်ကြပါတယ်။ကြောင်ကျူအပြင်းထန်အရိုက်ခံရပြီးထွက်ပြေးလာတာကိုခောက်ဆွဲဆိုင်ခေါင်းမိုးပေါ်မှာနားနေတဲ့ထိုက်အီတို့ကမြင်သွားပါတယ်။ထိုက်အီကကလဲစားချခြင်းစိတ်နဲ့စဉ်းစားပေမဲ့တကယ်တမ်းမှာကြောင်ကျူကလူမိုက်2ယောက်ရဲ့လိုက်လံတိုက်ခိုက်ခြင်းကိုခံနေရတာပါ။ထိုက်အီဟာမနေနိုင်ပဲကြောင်ကျူကိုကူညီဖို့ကြိုးစားရင်းသူပါထပ်ပြီးအရိုက်ခံရပြန်ပါတယ်။နောက်ဆုံးလူတွေဝိုင်းလာတာကြောင့်လူမိုက်တွေထွက်ပြေးသွားကြပါတယ်။ထိုက်အီကကြောင်ကျူကိုစားတောက်ဆိုင်တစ်ခုခေါ်သွားပြီးဆေးကူပေးပါတယ်။ကြောင်ကျူကကျေးဇူးတင်စကားဆိုပြီးနှုတ်ဆက်ပါတယ်
ဖက်နှက်မပါတဲ့သူမကိုထိုက်ဤကသူ့ဖက်နှက်ခစ်တာငါပေးလိုက်ပါတယ်အချိန်တွေကြာလာတာနဲ့အမျှထိုက်ဤဟာအလုံးမှာကျွမ်းကျင်ပြီးကြိုးစားလာပါတယ်တနေ့မှာကြောင်ကျူကဖက်နှက်လာပြန်ပေးပြီးအစားတောက်ဖို့ပေးခြင်းပေမဲ့ထိုက်ဤကညင်းလိုက်ပါတယ်ထိုက်ဤဟာပထမဆုံးလဆာရတဲ့အခါအားလုံးကိုမှုကျွေးဖို့စီစဉ်ပါတယ်အန်ကယ်ကုံကအမေစီပြန်လဲပတ်ဖို့တိုက်တွန်းပေမဲ့ထိုက်ဤကညင်းနေတာကြောင့်ဂယိုစောကပါရိုက်ပြီးပြင်းပြင်းထန်ထန်ဆုံးမလိုက်ပါတယ်အဲ့ဒီတော့မှထိုက်ဤတတိဝင်လာပြီးအိမ်ပြန်သွားပါတယ်ဒါပေမဲ့အိမ်မှာအမေမရှိဘဲအလုတ်သွားနေတာကိုတွေ့ရပါတယ်ထိုက်ဤဟာစံပီနဲ့ပြန်တွေ့ပြီးတယောက်နဲ့တယောက်အခြေအနေတွေပြောပြကြပါတယ်ထိုက်ဤကစံပီကိုအန္တရာယ်ရှိတဲ့အကျွေးတောင်းတဲ့အလုပ်ကိုနားဖို့ပြောပေမဲ့စံပီကဂယုမစိုက်ပါဘူးအဲ့ဒီနောက်ထိုက်ဤဟာမုတ်တိုက်လေးဖွင့်ထားတဲ့သူ့အမေစီသွားတွေ့ပါတယ်သူ့အမေကိုဂျုံဆန်မြို့မှာအလုပ်လုပ်နေတဲ့အကြောင်းပြောပေမဲ့အမေဖြစ်သူကကြောင်းပြန်တက်ဖို့ပဲစူပူပါတယ်ထိုက်ဤကညှင်းဆန်ပြီးပထမဆုံးလစာကိုပေးကာထွက်လာခဲ့ပါတယ်ထိုက်ဤထွက်သွားပြီးနောက်လူတယောက်ရောက်လာပြီးဆိုင်ဟာတရားမဝင်စောက်ထားတာဖြစ်လို့ဖျက်သိမ်းခံရတော့မယ်လို့လာပြောပါတယ်စံပီဟာလည်းအကျွေးတောင်းရင်းအရိုက်ခံရလို့စေးုံတက်လိုက်ရပါတယ်ထိုက်ဤဟာလည်းသူ့အလုပ်ပြန်လုပ်ရင်းလမ်းမှာကားတစ်စီးနဲ့တိုက်မိပြီးဆိုင်ကယ်မှောက်သွားပါတယ်ကားမောင်းသူကကြောင်ကျူကိုရိုက်ခဲ့တဲ့လူမိုက်တစ်ယောက်ပါမကြခင်မှာပဲကြောင်ကျူကလည်းဆိုင်မှာစပွဲတို့အဖြစ်အလုပ်ရသွားပါတယ်လူစုံတဲ့နေ့မှာသူတို့ကာရာအိုကေသွားကြပါတယ်အပြန်မှာထိုက်ဤကသူ့ကိုကားနဲ့တိုက်ခဲ့တဲ့လူမိုက်နဲ့တွေ့ပြီးကလဲစားချေဖို့ကြိုးစားပေမဲ့ပြန်ရိုက်ခံရပါတယ်ဂယိုစောကဝင်ပါပြီးလူမိုက်ကိုပညာပေးလိုက်ပါတယ်နောက်နေ့မှာအဲ့ဒီလူမိုက်ကမကြေနပ်ပဲအပေါင်းပါတွေနဲ့ဆိုင်ကိုလာဖျက်ဆီးပြီးဆိုင်ရှင်အန်ကယ်ကုံရဲ့ကွယ်လွန်သူသမီးလေးရဲ့အယိုးပြအိုးကိုပါခွဲပစ်လိုက်ပါတယ်အဲ့ဒီအခါဂယိုစောဒေါသပေါက်ကွဲပြီးလူမိုက်တွေကိုအားလုံးနှိမ်နှင်းပစ်လိုက်ပါတယ်အဲ့ဒီတာဖြစ်ပြီးရဲစခန်းရောက်မှဂယိုစောဟာအရင်ကနာမည်ကြီးဂိုင်းစတာခေါင်းဆောင်တစ်ယောက်ဖြစ်ခဲ့ဘူးကြောင်းအားလုံးသိသွားကြပါတယ်ဂယိုစောဟာအရင်ကဘဝဟောင်းကိုစွန့်လွတ်ပြီးစဖို့မှုလာလုပ်နေတာပါဒါပေမဲ့တရက်မှာသူ့တပည့်တွေဆိုင်ကိုရောက်လာပြီးဂယိုစောကိုသူတို့ပြိုင်ဖက်လူမိုက်တွေသူမရှိပြီးနောက်အင်အားကြီးလာပြီးမြို့မှာကြီးစိုးနေတာကိုပြောပြတော့သူလည်းအဲ့လူတွေနှိမ်နှင်းဖို့သူ့အရင်ဘဝဟောင်းထဲပြန်ဝင်ဖို့ဆုံးဖြတ်လိုက်ပါတယ်တရက်မှာပဲစံဖေဟာထိုက်အီရဲ့အမေဆိုင်ကိုပိတ်ဖို့စာတွေလာကတ်ထားတာတွေ့တော့ထိုက်အီကိုဖုန်းဆက်အကြောင်းကြားခဲ့ပါတယ်ထိုက်အီဟာလည်းနောက်ရက်မှာပဲကြောင်ကျူနဲ့သူ့အမေရှိရာကိုတွားဖို့ဆုံးဖြတ်လိုက်ပါတယ်သူရောက်ချင်းမှာပဲသူ့အမေဟာပြဿနာတွေပြောပြပြီးအရင်အင်ရှင်ဟာအိမ်ကိုတရားမဝင်ဝယ်ခဲ့တာလို့ပြောပြလိုက်ပါတယ်အဲ့ဒါနဲ့သူလဲဂယိုစောကိုအကူအညီတောင်းတော့ဂယိုစောဟာလည်းသူတောင်းသူပြဿနာတွေဖြေရှင်းနေရတာဖြစ်ပြီးသူ့စီမလာနိုင်ဘူးလို့ပြောပြီးသူ့ပြန်ဖက်လူမိုက်ခေါင်းဆောင်စီကိုသူတို့လုပ်ရက်တွေရက်ဖို့တွားရောက်ပြောဆိုခဲ့ပါတယ်ဒါပေမဲ့လည်းသူတို့ကသူပြောတဲ့အတိုင်းညင်းဆိုခဲ့တာကြောင့်သူကလူမိုက်တွေကိုတုတ်တင်ရှင်းလင်းလိုက်ပါတယ်ခဏကြာမှပဲထိုက်အီဆိုင်ကိုအရင်အိမ်ရှင်ယူထားတဲ့အကျွေးတွေကိုတောင်းဖို့လူတွေရောက်လာခဲ့ပါတယ်အဲ့ထဲကဆန်ဖေးကိုတွေးလိုက်ရတော့သူကဆန်ဖေးကိုလှုပ်ဖို့ကြိုးစားရင်းသူ့အမေကလာဆွဲခဲ့ပါတယ်အဲ့ထဲကတယောက်ကပတ်စံတွေလိုက်ရှာရကနေထိုက်အီပေးထားတဲ့စာအိတ်လေးတွေ့သွားခဲ့ပါတယ်သူ့အမေကကောင်းကောင်းမွန်မွန်ပြန်တောင်းပေမဲ့မပေးတာကြောင့်ထိုက်အီရဲ့အမေဟာသူမရဲ့ဘော်ဒီဘောရိုက်တဲ့ပညာရက်တွေနဲ့လူမိုက်တွေကိုပြန်လည်တိုက်ခိုက်ပြီးထိုက်အီရဲ့ပထမဆုံးလစာအိတ်ကိုပြန်ယူပေးခဲ့ပါတယ်ဂယိုစောဟာလည်းဂိုင်းစတာလောကကိုအပီးတိုင်နှုတ်ဆက်ပြီးခောက်ဆွဲဆိုင်ကိုပြန်လာခဲ့ပါတယ်စံပီရဲ့အလုတ်ရှင်ဒေါင်ဟွာကလည်းအလုတ်ထွက်ပြီးကြက်ကြော်ဆိုင်ဖွင့်လိုက်ပါတယ်ကြောင်ကျူကတော့အန်ကယ်ကုံရဲ့မွေးစားသမီးဖြစ်ကြောင်းပြန်တက်ပါတယ်ဇလန်အဆုံးမှာထိုက်အီဟာသူ့အမေကိုသူဝယ်ထားတဲ့ဆိုင်ကယ်လေးနဲ့တင်ပြီးလိုက်ပို့ပေးနေတဲ့ပျော်ရွှင်စရာမြင်ကွင်းနဲ့အဆုံးသတ်ထားပါတယ်